ဒီနေ့လဲကျွန်တော်တို့အတူတူကစိတ်တက်ကြတော့လဲရှုံးမပေးနဲ့ဆိုတော့ခေါင်းစဉ်လေးနဲ့ပဲဆက်ပြီးတော့မှအတူတူကဆင်ခြင်ကြဖို့ဖြစ်ပါတယ်ဘာသာရှိပါရဲ့အသက်တာနဲ့ဆင်ခြင်ခြင်းပါအရန်လာတယ်သူကြည့်တယ်သူတော့မေးခိုင်းလိုက်တယ်ဒါဥရိယရဲ့မယားဖြစ်တယ်ဒါဝိတ်ကအာနာကိုသုံးပြီးတော့မှဒီမျိုးသမီးနဲ့အတူအိတ်ဖို့အတွက်ပြင်ဆင်တယ်ဘာသာရှိပါဒါအလိုမတူဘူးဗျဥရိယသေချောင်းကိုသူဤမယားကြားတော့ကခင်မွန်းကြောင့်ငိုကြွေးမြည်တမ်းလျက်နေ၏ကိုယ်ဝင်လဲရှိနေပြီပြီးတော့မှအယံငိုရတယ်ဘာသာရှိပါမတရားခံရတယ်စိတ်တက်ကြစိတ်ပြက်တယ်ဒီနေ့ကျွန်တော်တို့ဒီဖခင်ရဲ့သားသမီးတွေဖြစ်ပါတယ်အသက်ရှင်တဲ့ဖခင်ရဲ့သားသမီးဖြစ်တယ်တရားမျှတစွာစီရင်တဲ့ဖခင်ရဲ့သားသမီးဖြစ်တယ်ကျွန်တော်တို့မတရားခံရတာတွေဖိနှိပ်ခံရတာတွေကျွန်တော်တက်တာထဲမှာအိုးငါလည်းဘာမှမလုပ်ဘဲနဲ့ဘာဖြစ်လို့ဒါတွေကငါအသက်တာထဲမှာလာကြုံရပါလားလို့ကျွန်တော်မေးခွန်းရှိတယ်ဆိုလို့ရှိရင်ဒီနေ့အဲ့ဒီအရာတင့်အတွက်အမြဲတမ်းမဟုတ်ပါဘူးအချိန်တန်ကြလို့ရှိရင်ဘာသာရှိပါကိုဘုရားသခင်လမ်းပြပြီးချီးမြှောက်ပြီးတော့မှသူ့ရဲ့သားသည်ဒါဝိဒ်ရဲ့နေရာမှာရှင်ဘုရင်ဖြစ်တင်မြှောက်ခြင်းခံရတယ်လို့ကျွန်တော်တို့ဒီလေဘုရားသခင်မဆပြီးတော့မှငါကမင်းရဲ့ဖခင်ဖြစ်တယ်ငါကမင်းရဲ့သခင်ဖြစ်တယ်ငါကမင်းရဲ့အဖဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သက်တည်ထူလာမဲ့ချိန်ရှိပါတယ်